အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်တင်ပေးမှာကတော့ကျွန်တော်တို့ထမိန်နားဆွဲအကပေါ့နော်ထမိန်နားဆွဲအကကဒီအကလေးကလည်းကျွန်တော်တို့ရှေ့ရခင်အငြိမ်မင်းသမီးတွေတော်တော်များများအသုံးပြုတဲ့ကောက်ကွက်လေးဖြစ်တယ်လို့ဒီဘက်ခင်မှာလည်းအသုံးများတယ်ပေါ့ထမိန်နားလေးကိုဆွဲပြီးတော့ဒီလိုလေးအဲ့လိုလေးကတာပေါ့နော်ထမိန်နားလေးဆွဲပြီးတော့ကကြတာပေါ့နော်အဲ့လိုလေးကကြတာဖြစ်တဲ့ကြောင့်ဒီကောက်ကွက်လေးကလည်းအသုံးများတယ်ဒီဘက်ခင်ကိုရခင်ကရောဒီမင်းသမီးတယောက်အနေနဲ့ဒီဟာလေးကိုသုံးထားရှိကြတယ်ပေါ့နော်သုံးများကြတယ်ပေါ့ဒီကောက်ကွက်လေးကိုအဲ့တော့ဒီ6လောက်လေးကိုလည်းပိုင်နိုင်မှုအတွက်စူးစမ်းရမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုလေးတွေမှာကျွန်တော်သင်ပေးခဲ့တာကတော့ဂွင်နော်စီဝါပြီးွားရင်ခြေနောက်ထိုးခြေရှေ့ထုတ်အယုတ်တက်ဆင်နော်အယုတ်တက်ဆင်ပြီးွားရင်ကျွန်တော်2ဆင့်သွားပေါ့နော်ကျွန်တော်2ဆင့်သွားအငိမ့်ပြေး2ဆင့်ပြေးပေါ့နော်အဲ့တော့ကျွန်တော်ကောက်ကွက်6ကွက်သင်ကြားပေးခဲ့ပါပြီခြေတင်နဲ့12ကွက်မှာ6ကွက်တဝက်တိတိသင်ပေးခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာကတော့ကျွန်တော်တို့သင်ပေးမှာတော့ခုနပြောသလိုထမိန်နားဆွဲပေါ့နော်ထမိန်နားဆွဲလေးကကျွန်တော်တို့စပိုင်းမှာကျွန်တော်တို့ဒီရုပ်တက်ဆင်ရုပ်တက်ဆင်ပေါ့2ဆင့်ပြေးပေါ့နော်2ဆင့်ပြေးပြီးခဲ့တာကဒီလိုလေးပြီးခဲ့တယ်ပေါ့နော်ဒီလိုလေးပြီးခဲ့တယ်ပေါ့နော်ဒီလိုလေးပြီးခဲ့အဲ့တော့ကျွန်တော်တို့ညာဘက်6လောက်ကနေစပြီးတော့ထမိန်နားဆွဲမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီဘဲခြေလေးကိုပြန်သိမ်းတဲ့သဘောကိုဒီဘဲခြေလေးကိုထမိန်နားခတ်လိုက်တဲ့သဘောကိုကျွန်တော်တို့ကပြန်ယူမယ်ဘယ်လိုယူမလဲဆိုတော့ဘဲခြေရှေ့ထိုးရတာရှိတဲ့ကြောင့်ဘဲခြေကိုနောက်ကိုထမိန်နားခတ်မယ်ပြီးွားရင်ဘဲခြေချမှာညာခြေကိုထမိန်နားပြန်ခတ်မယ်ပြီးွားရင်ဒီထမိန်နားခတ်ထားတဲ့6လောက်ကညာဘက်ကိုထိုးလိုက်မယ်တောက်နော်အဲ့တော့ပြန်ပြမယ်ပြေးလေးစမယ်ရှေ့6လောက်ဘဲခြေလေးရှိနေတဲ့ဟာနေပြီးတော့ဘဲခြေကိုနောက်ကိုထမိန်နားခတ်မယ်ပြီးရင်ညာခြေလေးကိုဒီဘဲခြေအချမှာညာခြေကိုထမိန်နားထပ်ခတ်မယ်ပြီးတော့မှ6လောက်လေးကိုထိုးလိုက်မယ်တောက်အဲ့တော့ကျွန်တော်တို့ကချွင်8လို့ဒီလိုပြီးထားတယ်ပေါ့နော်2ဆင့်ပြေးမှာဒီလိုပြီးထားတယ်အဲ့တော့ချွင်8လို့ပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်ဒီ6လောက်ကအမြန်မြောက်ရမှာချွင်1အဲ့တော့ကျွန်တော်ပြန်ပြမယ်ပြီးထားတယ်ချွင်1ဒါဝါပေါ့နော်1ကဝါတဝါโอเคပြန်ပြမယ်နောက်တစ်ခေါက်ချွင်1တဝါပြန်ပြမယ်အဲ့တိုင်းလေးကိုတက်ခါလေ့ကျင့်နော်လေ့ကျင့်မှကို6လောက်ကဒီဟာလေးရဲ့ဒီအကလေးရဲ့ဟန်လေးကိုတိလာမယ်များလုံးမှကျွန်တော်တို့ဒီဟန်လေးကိုတိလာမယ်ပြန်ပြမယ်ချွင်1เนาะအဲ့တော့ပြန်ပြမယ်ချတယ်မတယ်1အဲ့တော့ဒီ6လောက်ထိုးတဲ့အချိန်မှာလဲကျွန်တော်ရှေ့မှာဒီလိုထိုးခဲ့တယ်လို့ပဲเนาะဒီလောက်လေးပဲထိုးမယ်เนาะကျွန်တော်ဒီခြေမအဖျားလေးရဲ့နေရာကိုဒီလိုထိုးလိုက်တာဖက်နောက်လေးကိုโอเคဒီလိုလေးပြီးခဲ့တယ်ပြန်ပြမယ်ဒီ6လောက်အကြမှာဟိုဘက်ညာဘက်6လောက်ပြန်မြောက်မယ်ထမိန်နားခတ်မယ်ပေါ့เนาะပြန်မြောက်မယ်ဆိုထမိန်နားခတ်မှာချွင်1အဲ့တော့အပေါ်ပိုင်းခန္ဓာကိုယ်ကကျွန်တော်တို့ဘာမှလှုပ်ရှားမှုမရှိရဘူးเนาะခုနပြောသလိုအဲ့လိုမျိုးတွေလိုက်ပြီးတော့လုံးဝလိုက်ဆောင်းလို့မရအောင်เนาะဘာလို့ကျွန်တော်တို့အခြေတင်တန်းတီးတန့်ကိုပဲကျွန်တော်ပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်6လောက်ကိုပဲအာရုံစိုက်ပါโอเคနောက်တစ်ခေါက်ပြန်ပြအောင်မယ်ချွင်1အဲ့တော့ဒါတဝါပြီးသွားပြီပေါ့နော်ညာဘက်တဝါပြီးသားတယ်အဲ့တော့ဘယ်ကောက်ကွက်ဆက်ကျွန်တော်ညာဘက်ကစမှာဖြစ်တဲ့ကြောင့်ညာတဝါပြီးသွားပြီအဲ့တော့ဒုတိယတဝါဘယ်ကိုသွားမယ်ဆိုတော့ဒီ6လောက်ကိုခုနလိုပဲထမိန်နာပြန်ခတ်မယ်ထိုးထားတဲ့6လောက်ကိုပြီးရင်ဒီ6လောက်အချမှာဘယ်ခြေမြောက်မယ်ပြီးရင်ဒီ6လောက်က6လောက်သွားထိုးမယ်နှစ်အဲ့တော့ဒီလိုထိုးလိုက်တဲ့အချိန်မှာကိုယ့်ရဲ့အနေထားတထောင်ဝင်နေရမယ်နော်ကွင်းပုံစံတိုင်းရှိနေရမယ်ဒါကျွန်တော်တို့ကတော့ဒီချိန်မှာလိုက်တိုင်းနေစရာတော့မလိုတော့ဘူးဘာလို့ရှေ့မှာကွင်းနေအများကြီးထိုင်ထားပြီးဖြစ်တဲ့အတွက်ကြောင့်လိုက်ပြီးတော့လိုက်မတိုင်းနဲ့မှန်းပြီးတော့ကို6လောက်ကကွင်းနေသားရှိလားဒူကောင်းနှလုံးကြားထဲမှာတထောင်ဝင်လားဆိုတော့ကိုရှေ့မှာမှန်လေးတစ်ချက်ထားပြီးလေ့ကျင့်ရင်တော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒါနှစ်အဲ့လိုပဲချွင်3မှာလဲဒီ6လေးကို6လောက်ကိုထမိန်နာခတ်မယ်ဒီ6လောက်ချရတဲ့ညာခြေမြောက်မယ်ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်8ဒီ8ကြတော့ကျွန်တော်အရေးကြီးသွားပြီ
အဲ့အန်ချွင်ဒီလိုချွင်ပြီးတော့ရှစ်ကိုမထိုးဘဲနဲ့မူလကွင်ပုံစံတိုင်းပဲပြန်ကြလိုက်မယ်အန်ချွင်ရှစ်ကွင်တိုင်းလေးပဲပြန်ကြမယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်နောက်တစ်ခါဖြည်းဖြည်းလေးပြန်ပြမယ်ခုနက2ဆင့်ပြေးမှာအငိမ့်ပြေးမှာတော့ဒီလိုပြီးထားတယ်ပြမယ်စာပြီးဘယ်ချေနောက်ကိုထမိန်နာခတ်မယ်အန်ချွင်တစ်အန်ချွင်နှစ်ဘယ်ချေပြန်ပါမယ်အန်ချွင်သုံးထိုးရတဲ့ညာချေပြန်ပါမယ်အန်ချွင်လေးအန်ချွင်ငါအန်ချွင်6အန်ချွင်9အန်ချွင်မူလကွင်တိုင်းပြန်ချမယ် sorry ချွင်8နော်မူလကွင်တိုင်းပြန်ချလိုက်မယ်ပေါ့နော် okay နောက်တစ်ခါကျွန်တော်ထပ်ပြပါမယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်သလိုလိုက်ပြီးတော့လေ့ကျင့်ဖို့လည်းလိုအပ်တယ်စာမယ်စာယူအန်ချွင်တစ်အန်ချွင်နှစ်အန်ချွင်သုံးအန်ချွင်လေးအန်ချွင်ငါအန်ချွင်6အန်ချွင်9အန်ချွင်10နော်နောက်ဆုံး10မှာဂွင်လေးတိုင်းပြန်ကြမယ်အဲ့ဒါသတိထားဘာလို့10မှာထိုးခဲ့တာဖြစ်တဲ့ကြောင့်နောက်10ကိုလည်းထိုးကျင်နေမှာအဲ့ဒါလည်းသတိထားပြီးပြန်သိဖြည်းဖြည်းလေးလေ့ကျင့်ရင်သတိထားပြီးထားအများလာနောက်ဆိုရင်ကိုသတိထားစရာမလိုရှစ်ကြရင်ဘုတ်ဆိုပြီးပြန်သိမိသားဖြစ်သွားလိမ့်မယ်နော်အဲ့လိုလေ့ကျင့်ပေးပါဒါကျွန်တော်ပါဇက်တီးလုံးလေးနဲ့ဒီဟာလေးကိုပြန်ပြီးတော့ကပြမယ်ပေါ့နော်တိုးဘေပြေပတ်အန်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10 okay ဒီတစ်ခါကျွန်တော်ကကြတော့တီးလုံးနဲ့ပြန်ပြီးကပြမယ်เนาะတီးလုံးလေးနဲ့ရှေ့ရကောက်လေးနဲ့ပါပေါင်းပြီးတော့ဒါလေးကိုကပြချင်ပါတယ်အမျိုးသမီးအခြေခံကြပြလွတ်ပထမဆင့်ကဲအခုဒီထမိန်နာဆွဲလေးကိုကျွန်တော်ရှေ့ရကောက်ကွက်တဲ့နဲ့အတူတူတီးလုံးနဲ့အတူကျွန်တော်ဒါကပြပေးခဲ့တာဖြစ်ပါတယ်ဒါလေးကလည်းတိတိကျကျလေ့ကြည့်ပါလေ့ကျင့်ပါကျွန်တော်ဗီဒီယိုလေးကိုထပ်ခါကြည့်ပါဗီဒီယိုကြည့်လည်းမပြင်းပါနဲ့ပြီးတော့ဗီဒီယိုကြည့်ပြီးတော့လည်းကိုယ်တိုင်းနဲ့ like ကောက်ဖို့ကျွန်တော်တို့အချိန်လေးတစ်ခုတော့ပေးပါခင်ဗျာဘာလို့ဆိုတကယ်ကိုဒီမြန်မာကောက်ကိုကြိုက်တယ်ကိုလေးလာခြင်းနဲ့စန္ဒရှိတယ်ဆိုရင်တော့မြန်မာကောက်မှမဟုတ်ပါဘူးကျွန်တော်ကျောင်းပညာလည်းကျွန်တော်အချိန်တစ်ခုတော့ပေးရတယ်ကိုအလုပ်ထဲမှာလည်းအလုပ်လုပ်မယ်ဆိုရင်အချိန်တစ်ခုပေးရတယ်လို့ဒါလေးကိုလည်းကိုကမျက်နှိုးတဲ့အရာလေးတစ်ခုအနေနဲ့လေးလာတော့မယ်ဆိုရင်ကြည့်ုံလေးပဲမကြည့်ပဲနဲ့အချိန်တစ်ခုပေးပြီးတော့လေ့ကျင့်မယ်ဆိုရင်တော့ကို့အပိုင်လေးရသွားမယ်ပေါ့နော်တကယ်လို့များကို့အတွက်အခွင့်အရေးရှိခဲ့တာတို့ပွဲလန်းတပင်အခွင့်အရေးလေးရှိခဲ့တယ်ဆိုရင်ဒါလေးတွေကကို့အတွက်ပြန်အသုံးချလို့ရတဲ့ပညာလေးတစ်ခုဆိုရင်လည်းမမှားပါဘူးအဲဒါကြောင့်ဒီသိရှာကြည့်ပြီးတော့လေ့ကျင့်ပါပြီးတော့ကို့အပိုင်ကောက်ွက်လေးဖြစ်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာဒီနေ့တင်ထားပေးတဲ့ဗီဒီယိုလေးကိုကျွန်တော်တို့လေ့ကျင့်ရင်းနဲ့ကျွန်တော်အခုဗီဒီယိုလေးကိုလည်း like လုပ်ပေးပါကျွန်တော်တို့တကယ်လို့အဆင်ပြေတယ်ဆိုရင်လည်းအဆင်ပြေတဲ့အကြောင်းလေး comment လေးရေးပေးပါ
ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါပြီးတော့ notification bell လေးကိုလည်းကျွန်တော်တင်ပေးတဲ့ဗီဒီယိုအသစ်အသစ်လေးတွေကိုကျွန်တော်ကြည့်ဖို့အတွက် notification bell လေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ